မင်္ဂလာပါဗျအခုမြင်တွေ့နေရတဲ့ဗီဒီယိုလေးကတော့ Home Decorator School Modern Furniture သင်တန်းရဲ့သင်တန်းအမှတ်စဉ်30ပထမပတ်သင်ကြားမှုပုံရိပ်မြင်ကွင်းလေးဖြစ်ပါတယ်ခင်ဗျာ Home Decorator School ရဲ့တည်နေရာကတော့ရန်ကုန်မြောက်ဒဂုံ46ရပ်ကွက်ဘူချူလန်းအမှတ်816ဖြစ်ပါတယ်သင်တန်းချိန်တွေကတော့စနေတနင်္ဂနွေရက်တွေကိုအဓိကတက်ရပါတယ်တစ်ရက်မှာတစ်ချိန်တက်ရပါတယ်တစ်ချိန်မှာ3နာရီကြာတက်ရပါတယ်3နာရီကြာတက်ရပြီးတော့စနေတနင်္ဂနွေတစ်ပတ်2ရက်နဲ့သင်တန်းကာလက10ပတ်ချပါတယ်သင်တန်းကြားရများဖြစ်ကြတဲ့အင်္ဂါဗုဒ္ဓဟူးကြာသပတေးမှာတော့ training ရက်တွေအဖြစ်တည်တံ့သင်ကြားပေးတာရှိပါတယ်အဲ့တော့စနေတနင်္ဂနွေ2ရက်နဲ့ကြားရက်3ရက်ပေါ်ရင်တော့တကယ်တမ်းသင်တန်းတက်ချိန်ဟာတစ်ပတ်ကို9ရက်လောက်ရှိပါတယ်အချိန်ပေးနိုင်သူများအတွက်ကကြတော့ online သင်တန်းတည်တံ့အပ်လို့ရပါတယ်ခင်ဗျာ Welcome to Home Decorator သင်တန်းကာလက10ပတ်ဆိုပေမဲ့သင်တန်းပြီးဆုံးသွားသည့်တိုင်ကိုမကြေလည်သည့်သင်ခန်းစာများကိုသင်တန်းသို့လာရောက်ပြန်လဲတက်ရောက်နိုင်ခြင်းသင်တန်းပြီးဆုံးသွားလို့လုပ်ငန်းခွင်ဝင်ကြသည့်အခါသင်တန်းများဖြစ်ပေါ်လာသောအခက်အခဲများကိုသင်တန်းဆရာမဆွေးနွေးဖြေရှင်းပေးခြင်းညှိနှိုင်းဆောင်ရွက်ပေးခြင်းများကိုလည်းဆောင်ရွက်ပေးပါတယ်သင်တန်းသားများနဲ့သင်တန်းဆရာဂရုချိတ်ဆက်အမြဲတမ်းရှိနေတာဖြစ်တဲ့ကြောင့်မို့သင်တန်းကာလဟာ2လ10ပတ်မဟုတ်ဘဲနဲ့လိုက်တိုင်းတွေတောင်ပြောလို့ရပါတယ်သင်ခန်းစာပိုင်းကိုပြောရမယ်ဆိုရင်တော့နံပါတ်1ကဒီဇိုင်းပိုင်းကိုသင်ပါတယ်ဒီဇိုင်းပိုင်းမှာဟန်တော်ဝင်ကိုအဓိကသင်ပါတယ် 2D 3D နဲ့ perspective တော်ဝင်ကိုသင်ပါတယ် 1.2 point နဲ့သင်ကြားပေးခြင်းဖြစ်ပါတယ်နံပါတ်2ကတော့ material ပိုင်းပေါ့ material ပိုင်းမှာတော့ furniture မှာသုံးပြကြတဲ့ raw material finishing material အကြောင်းကိုသင်ကြားပေးပါတယ်furniture သုံးပြ material ရဲ့အကောင်းကျိုးစုပြစ်တွေအပြင်ဆရာနိုင်တဲ့နေရာဆိုင်နေနဲ့အတူတပါးနဲ့မိတ်ဆက်ပေးခြင်းလိုအပ်တဲ့မြောက်မှုသင်ကြားပေးပါတယ်နောက်တစ်ခုနံပါတ်3ကတော့စက်ပိုင်းဆိုင်ရာတွေကိုသင်ကြားပေးပါတယ်စက်ပိုင်းဆိုင်ရာတွေမှာ furniture ကိုသုံးပြကြတဲ့ chat set တွေ join set တွေ ဖောက်ဆက်တွေနဲ့power to hand တွေရဲ့အသုံးပြုပုံအသုံးပြုနည်းကောင်းကျိုးစုပြစ်တွေကိုအသေးစိတ်သင်ကြားပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့နံပါတ်4ကတော့ product နဲ့ install ပိုင်းကိုသင်ပါတယ် product နဲ့ install ပိုင်းမှာစက်ရုံရဲ့ထုတ်လုပ်မှုပုံစံ system တွေနောက်တစ်ခုကျတော့ပြင်ပိုင်းမှာတက်ဆင်တဲ့အခါမှာတက်ဆင်ကြတဲ့ပုံစံတွေတက်ဆင်ကြတဲ့ပုံစံတွေကိုအသေးစိတ်သင်ကြားပေးပါတယ်နောက်တစ်ခုကတော့ standard size နဲ့နံပါတ်5အနေနဲ့တော့ standard size နဲ့ accessory ရဲ့အကြောင်းကိုသင်ပေးပါတယ် furniture တွေရဲ့အတွင်းပိုင်းမှာထည့်ကြတဲ့စတကားတွေရှောက်လန်းတွေပတ်တာတွေစတဲ့ accessory ပေါင်းများစွာရဲ့အကြောင်းကိုလည်းသင်ကြားပေးသလိုသူတို့မှာ furniture တွေမှာထားတဲ့ site တွေ plan တွေရဲ့အကြောင်း drawing တွေရဲ့အကြောင်းကိုလည်းအသေးစိတ်သင်ကြားပေးပါတယ် furniture အတွက်အရေးပါလာတဲ့ဈေးနှုန်းဈေးတန်းဈေးတွက် quotation method တွေသင်ကြားပေးတယ်လုပ်ငန်းအတွေ့အကြုံကရသော customer ဆက်ဆံရေးများဝန်ထမ်းလေးပါတို့နဲ့ဆက်ဆံရေးများကိုလည်းမျှဝေသင်ကြားပေးပါတယ်သင်တန်းရဲ့သင်ကြားမှုကိုအတူချုံပြောရမယ်ဆိုရင်တော့ design ပိုင်း material ပိုင်း measurement product နဲ့ install ပိုင်း standard size နဲ့ accessory ပိုင်းတွေကိုအဓိကသင်ကြားပေးပါတယ်သင်တန်းမှာအပြော်တန်းလုပ်တဲ့ homemade handmade မှာစက်ရုံဖြစ်သည့်အထိတည်တင်တည်တိုက်တဲ့ဟာတွေရှိတဲ့ဟာတွေကိုသင်ရိုးသင်မှုသင်ထောက်မှုပစ္စည်းအပြည့်စုံနဲ့အတူ material ပိုင်း set ပိုင်း mission ပိုင်း hand to power to မှာပစ္စည်းစက်ကရိယာအပြည့်စုံနဲ့သင်ကြားပေးလျက်ရှိပါတယ်ခင်ဗျာဒါအပြင်သင်တန်းရဲ့အပတ်စဉ်တန်းရဲ့လုံဆောင်မှုတွေကိုသင်တန်းရဲ့ပေမှာအမြဲတင်ထားပေးပါတယ်သင်တန်းနဲ့ပတ်သက်လာရင်သင်တန်းရဲ့သင်ကြားမှုသင်ကြားတဲ့စနစ်သင်တန်းကိုသိလို့တင်တာကိုမေးပါများမှဆွေးနွေးပါလိုအပ်ရင်သင်တန်းကိုလာရောက်လေ့လာပြီးတော့မှသင်တန်းအနှံနိုင်ပါတယ်ခင်ဗျာသင်တန်းရဲ့ဖုန်းနံပါတ်ကတော့3993131311ဖြစ်ပါတယ်ခင်ဗျာ